မင်းကငါအပိုင်တွေကိုနေရာယူပြီးတော့မင်းကောင်းစားနေအဲ့လိုလည်းမဟုတ်ပါဘူးဆရာရဲ့ပုံစံလေးတော့ကြောင်းလာနော်ဟုတ်တယ်လာတော့တက်နေတာဗျာနေကဘာကိစ္စငါ့အိုနီးဆန်ကိုပါရရတာလေဟမ်ဒါနဲ့တက်စကာဟာနေဘယ်ကလေးတော့မင်းနေတာဆိုချင်မတူလဲလို့ပြောလိုက်ပြီးတော့ဂျပန်လို့ပြောဟာငန်းနမရောက်ဆိုရင်မင်းငါအပိုင်တွေအားလုံးယူထားလိုက်တယ်အော်ဝမ်းတော့လိုက်တော့အဲ့တော့ဘာကောင်းလဲဒါနဲ့တက်စကာအဲ့တော့ဦးသားပဲအဲ့ကောင်ကဘာမို့လို့လဲလို့ဟောမှာတော့အဲ့ကောင်လူကိုအပြင်းပြတက်ပြီးတော့ထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုံနေတာလူမငါတော့တင်းနေတာကျွေးမတက်နိုင်နေလည်းပဲကူးစားမှာပဲဟေးနေမလားဟာလေမင်းကလည်းနှုတ်နှစ်ဖက်အကျိုးရှိအောင်မင်းလည်းစိန်ခံပြောတော့ပြောလိုက်ကွာဘာပြောရမှာလဲဘာပလန်မာလို့ပြောနေတဲ့ကိစ္စပါဟာလေနည်းရှော့ပြီအလိုက်တော့ခဏနည်းရှော့ပြီဘာဖြစ်တာလဲမင်းကဘသူကနှိမ့်နေလို့လဲဟမ်ငါလေးတို့တူးရောအကွက်တွေပဲမရှိဘူးလားဟောရှိတာဗောကိုကြီးတူးရောဘာလို့မလဲအာမင်းကိုစောချမယ်တူးရောလဲတူးရောဟမ်းမယ်ချုပ်ချလိုက်တော့နော်ဟာပြီးချုပ်မပြန်ပါဘူးငါမင်းသားလေးကိုထိထားတယ်ရတော့ကိုမင်းမောင်ကြီးပညာလုံးလားဦးနေပြီတော့ငါတော့သွားပြီရောက်